အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့နိုးခရတာကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ဘာလို့ပြောင်းနေတဲ့အကြောင်းအရင်းကိုကျွန်တော်ပြောပြပါမယ်ဘာလို့ပြောင်းနေလဲဆိုတော့ကျွန်တော်ဒါဟိုပေါ့နော်ကျွန်တော်ဒီမော့တီထွင်နေတာပဲဖြစ်ပါတယ်တော့ဒီမော့တီထွင်ဖို့စဉ်းစားနေတာပေါ့နော်အခုကျွန်တော်တီထွင်တော့တီထွင်ပြပြီပေါ့နော်အခုကျွန်တော်ရဲ့မော့ကိုချက်ဆိုးကြည့်ပါကျွန်တော်ကမော့ခရတာတွေလည်းမဟုတ်သလိုကျွန်တော်ကမော့တီထွင်လည်းလှမလားတော့ကျွန်တော်မသိပါဘူးဂျန်စကေးတွေကျွန်တော်မထည့်ထားပါဘူးကျွန်တော်အမှန်တိုင်းပြပြပါဘာဂျန်စကေးမှမထည့်ထားပါဘူးဒီတိုင်းပဲပေါ့နော်ဒီတိုင်းကြောက်စရာကောင်းတဲ့ပုံစံပဲပေါ့ဘာဂျန်စကေးတွေဘာတွေမှမထည့်ထားဘူးဒီတရားမော့တီထွင်ဖို့တက်ပေါ့နော်ဒါမှကျွန်တော်တရားမော့ကကျွန်တော်ကြိုးစားလုပ်တာလားဆိုတော့ကျွန်တော်အဲ့ဒီမော့ရဲ့ပုံစံကိုဗလာတော့ပြမယ်ဗျာကျွန်တော်ရဲ့ဒီမောကတော့ဒီမှာရာဘာလဲအိုးပြီးပြပါလေဘာမှမပြပါဘူးရာဘာလဲကြားတယ်ဒီကောင်ကကျွန်တော်မောကတော့ဒီမှာပြပါဒီကောင်လေးပဲပြပါကျွန်တော်မောတော့မကျွန်တော်အမောကဒီကောင်လေးပြပါဒီကောင်ကကျန်းစင်နေတာတကယ်လည်းကျန်းစင်မပါဘူးကျွန်တော်ဘယ်ကောင်နဲ့လောက်ထားဆိုတော့ဝါဒန်နဲ့လောက်ထားတာမဟုတ်ကျန်းစင်တူးမှမပါဘူးအခုမျက်လုံးကြည့်ရတော့ဒါအကြောက်ဆောင်တယ်လို့ထင်ပါတယ်ကျွန်တော်လည်းဒီမောတစ်ခါလုံးလို့တင်အဲ့ဒါတော့ကြားတယ်နော်ကျွန်တော်စူးစားအားထုတ်ဒီကောင်ကကျွန်တော်ပြောတာကိုဒီကောင်က4 damage လုံးဝမထိဘူးပေါ့နော်ကျွန်တော်ပြမယ်ဒီကောင်ကကျွန်တော်ပစ်ချပြမယ်ဒီကောင်တွေးရတယ်200ကျော်တယ်ဆိုတော့4 damage လုံးဝမထိကျွန်တော်ပြမယ်ဒါတော့4 damage လုံးဝမထိဒီကောင်အမြင့်အပေရပစ်ချတယ်ဘာဖြစ်ဒီကောင်4 damage လုံးဝမထိဗျာပြောရရင်မနော်အမိမယ်တော့ကျွန်တော်တို့ဒါတာမဲကောင်းကိုတည်သွားပြီနော်ဒီကောင်ကကျွန်တော်ပစ်ချပြမယ်စင်မစင်ဒါကဘာမှမတွေ့ရဘူးလောမတိပေါ်တယ်မတွေ့တာပေါ်တယ်မလို့မလို့ဒီမှာကျွန်တော်ဒီကောင်လည်းမီးဆိုးပြအောင်နော် fire damage လည်းမထိဘူးဒီကောင်ဒါမဲ့လည်းဒီကောတွေးတော့200ကျော်နေပဲကြည့်ရရင်ညဘက်ကြီးလို့ဒီကောစပိုးတဲ့အချိန်ကကျတော့ညဘက်ပဲစပိုးဒီကောမျက်နှာရဒီလိုကြီးပေါ့နော်ညဘက်ဆိုဘွားကနေဒီကောဘယ်ကြီးစပိုးလဲဆိုတော့တည့်မြောက်နေကြတယ်ဒီစပိုးလာတယ်ဒါနော်စပိုးရယ်သူကမှောင်သေးပဲစပိုးလာတယ်နော်ဒီကျွန်တော်တို့ပေါ်တင်နေဆိုစပိုးလာတယ်ဘာလို့လဲဘာလို့စပိုးဒီကောကျွန်တော်ဘာချက်လို့လဲဆိုတော့ဟိုတုံးကားလေးဒီကဇက်ကဘာဇက်ကလည်းမဒီဇက်ကဒီကတုံးကားလေးချက်ပြီးဒီကောင်ပကြတော့ကျွန်တော်မီမီကာကိုကြည့်ခိုင်းလို့ထားပြပါတယ်ဒီမြက်ရေကောင်းတော့မီမီကာကိုကြည့်ခိုင်းရပါတော့ဒီညမှာကျွန်တော်အုတ်ထုတ်တင်ကောင်းမလားဆိုပြီးတော့ကျွန်တော်တော့အချင်းမရှိတော့ကျွန်တော်အုတ်ထုတ်မတင်ရတာဘာတောင်ပတ်ကလေးကြောက်တာနော်ကတုံးလေးကြောက်တာနော်လုံးဝဒီကောက်ပြရတယ်အတုံးလေးရောက်တော့ဗျာဘာဆက်ကျင်လဲကျွန်တော်ကမောနောက်နေကြရင်တော့ဂိမ်းချတယ်ဘယ်ကတော့ထားလဲဆိုတော့နေကြတယ်နော်ခေါင်းချင်းကျွန်တော်ကအလုံးထဲမှာကျွန်တော်တင်သွားပါတယ်တော့ထောင်းလို့ရပါတယ်ဒီမောညာပါဒီမောလေးဟာရကင်မရာကြည့်ကွာလက်ပတ်မကြည့်တောက်တယ်ဆိုရင်ညဘက်နေပါတော့ဥကြညာကိုကြီးညဘက်ဆိုအမှန်တော့ဘောင်းလေးပေါ်တယ်ဆိုင်လုံးကြတယ်တော်တို့ရဲ့ဒီနေ့ဒီလိုရတော့တော့ပါပဲဒီလိုချမ်းနေလိုက်ဆိုင်လို့တော့တော်ကြပါတယ်ကျွန်တော်ကပြီးသွားရင်လည်းကျွန်တော်မော့အစ်ဒီလိုလုပ်ပါမယ်ဘိုင်ဘိုင်